Yeti Downa Usana Down your mushy, won't you be oh, me, oh, Colin, She's a Tia, Mi ba ye ko chung yung ami na thau la ya ta na ta wet twin a tat shin la de o lu da shin ma pit ma ya de sin mi ba mya ko What does she mean? Luloga Dreamer, she saw the Midamia address. Doga Magina do a me paduye, Mida dea, Jima Bongo, for Pialudo Sidnaja. In Miva Jesu Mimo, Uzalan, Matango, can say about it. Nothing on Java, Kenya. The king, the daughter, is young, Sidima. How is he more? Did I want young Norma? Did take a lot Luna Yama, Rawa Pahuda, Ayayi, and Yayasi, Tajuilunira, Tajuilunira, the Nido Chinka, Tolu Tanya Swapayataki, Jana. The Tida Lulin Leha Yaswa Pia the Kintan Hamjuin Yashi and Hill Domangeva. Dodole, Payashi, we need Pina Doya. Viva Nabaga, a new and you can you get Yashi to go. Yahamba win win Mabuna Nedre. Yahambuane, Wega, say let Piman one is one. Mimi, Engi Hagu, Pianla Gea Shavare, Kenya. Ocean Belly
ne ni padi let twin sang khi magi pa di lu bang wajang amam ma pyo nai ne lu le ta phin naw budha pinya do ga pa ma pya song li kwe phin ni chi lang li ne a myin nga e de twin song a win ma swi de lu le maung shi ya ha yu bu ye kwen pe ya yue saရှင်မရေဘာတော့တထေးရဲ့အမိရှိပါအောင်တော့တကြောကြောနဲ့တကယ်နေအောင်ကညို့ပြီချစ်သားမောင်တယောက်ခုချိန်ထိပြန်မရောက်သေးပါလားကယိုအော်သားလေးလားဟေးကွယ်ဟုတ်ပါရဲ့တထေးကြီးရဲ့မနေ့ကလေးကသားလေးထွက်သွားလိုက်တာခုထိတောင်သမီးပြန်မစားသေးဘူးတော်ရဲ့တောင်းမြင်သွားပြီးကျွေးတောင်းနေထင်ပါရဲ့တထေးကြီးရဲ့ကျွေးတောင်းနေထင်ပါရဲ့ဟေးကွယ်တို့ဇနီးမောင်နာမှာပစ္စည်းဥစ္စာယရနာအစုစုဟာဂတိ80တမျှကျွယ်ဝကြပြီမဲ့သားသမီးယရနာကြတော့ဒီသားတယောက်ပဲထုံးမြောက်ခဲ့တယ်မဟုတ်လားကွယ်ဟုတ်တာပေါ့တော့ဟုတ်တာပေါ့အေးအဲ့ဒီတော့ဒီသားလေးကိုပဲအရေးတကြီးကြီးနဲ့ကြည့်နေရမှာပဲဟောပြောရင်ဆိုရင်သားမောင်တော့အသက်ရှိဦးမယ်သားမောင်ရေမင်းအကြောင်းခုပဲပြောနေတာကွာဟောရှင်မတော့သားမောင်မျက်နှာမကြည့်မသာနဲ့မေးစားပါဦးကွယ်ဟုတ်ပါရဲ့တထေးကြီးရေဟုတ်ပါရဲ့သားမောင်မျက်နှာကြည့်ရတာမရှိမလားနဲ့ကွယ်သမီးမစားဟင်းမစားမနေ့ကလေးကထွက်သွားလိုက်တာညနေစောင်းမှပြန်လာတော့တာလားကဲသားမောင်ရေမိုးချိုးသမီးစားကြရအောင်ကွယ်ဟိုသားမောင်သမင်းစားပေးပါပြီမိခင်ဟင်သားမောင်တောင်းမြင်သွားပြီးအကျွေးတောင်းတာမရလို့စိတ်ဆင်းရဲရတာလားသားရဲ့ဒီကလောက်အပင်မခံမနေစမ်းပါနဲ့နေပူကျဲကျဲမှာခီးသွားရင်နေမကောင်းထိုင်မကောင်းဖြစ်လိမ့်မယ်သားရဲ့တို့မိသားစု3ယောက်ဒီတစ်သက်ထိုင်စားလို့မကုန်ပါဘူးကွယ်လူတင်ခါရပစ္စည်းတင်ခါရသားရဲ့မဟုတ်ပါဘူးဖခင်သားမောင်မနဲ့ကလေးကမြတ်စွာဘုရားသခင်ရဲ့အကြောင်းတော်မှာတရားသွားနာနေတာပါမြတ်စွာဘုရားထံတော်ဘာမှာသားမောင်ယဟန်ပြုလို့အကြောင်းလျှောက်ထားတဲ့အခါမှာမိခင်ဖခင်တို့ရဲ့ခွင့်ပြုချက်ရမှသာလျှင်ယဟန်ပြုနိုင်ကြောင်းမိန့်တော်မူပါတယ်ဒါကြောင့်သားမောင်ကိုယဟန်ပြုဝင်ပေးပါမိခင်နဲ့ဖခင်ခင်ဗျာအလိုဖယားဘယ်လိုများပြောလိုက်ပါပြီသားရဲ့အမိဖတို့မှာသားသမီးရဲ့လို့ပြေးကြည့်ရင်ဒီသားလေးတယောက်ပဲရှိတာမလားကွယ်အမိဖတို့ဒီလိုမကြည့်သေးပါနဲ့သားရဲ့နော်သားမောင်ကြည်စံနေတာမဟုတ်ပါဘူးမိခင်သားမောင်တကယ်ပြောနေတာပါတထေးကြီးကြည့်ပြောပါအောင်တော့သားမောင်တကယ်ပြောနေတာတော့သားရဲ့သားမောင်ခွင့်ပြုခြင်းပါတယ်သို့တော်ညာလဲအမိအဖတို့ဟာဆရာကထောင်းလို့နေပြီဆိုတော့သားမောင်ကိုပဲအားကိုးနေရတယ်မဟုတ်လားသားရဲ့သားလေးရဟန်းဝင်မယ်ဆိုရင်အမိအဖတို့အိုကြီးအိုမ2ယောက်အသွားအလားအနေထိုင်အစားအသောက်ကအစအရာရာမှာဒုက္ခရောက်လို့နေမှာပေါ့သားရဲ့ကိုယ်စရာမဟုတ်တာပဲဖခင်သာဝထေပြည်မှာဖခင်ဟာလူချမ်းသာတယောက်ပါဒီပစ္စည်းတွေကိုထိုင်စားဖခင်တစ်သက်စားလို့မကုန်ပါဘူးသားမောင်တော်ဗုဒ္ဓမြတ်စွာဘုရားသခင်ရဲ့တရားတော်ကိုနာကြားပြီးကြတဲ့ကဝတ်ကြောင်ကိုညီးငွေလာပါပြီဒီတော့ကသားမောင်ကိုယဟန်ပြုတ်ဝင်လာပေးပါတော့မိခင်နဲ့ဖခင်ခင်ဗျာချစ်လာစွာတော့သားအမျိုးရဲ့အညွတ်ဖြစ်လေတော့သားမျက်စိနဲ့တူတော့သားနဲ့ကင်း၍ဘယ်လိုမှဝဲမနေနိုင်ဘူးသားအဖေအမေတို့အသက်ကြီးများသားအင်းချစ်သားနဲ့ဆက်ဆက်နေပြီသားတော့ကျူစံကျူငယ်မှုကေကြောက်ဦးမင်းတို့ရောက်တဲ့ဒူများကိုစွန့်ပေးတာမတော်ပါနဲ့သား
ဒါနဲ့လည်းရှင်မသားမောင်လေးဟာတမိုင်းမိုင်းတွေးနဲ့သမင်းမစားပဲနေတာခနေ့ပါဆိုရင်9 ရက်ရှိသွားပြီရှင်မရဲ့ဟုတ်ပါတယ်တထေးကြီးရဲ့ဒီလိုသာသားလေးအစာမစားပဲနေကျမတို့သားလေးအသက်ဆုံးရကြီးရဲ့တော့အသက်ဆုံးရကြီးရဲ့ဘယ်လိုကြံရပါမလဲတထေးကြီးရဲ့မထူပါဘူးတထေးရဲ့ရဟန်းဘဝနဲ့နေတာကမှသင်္ကန်းရောင်လေးဝါပါနဲ့သားလေးကိုဖူးတွေ့ခွင့်ရပါအောင်မယ်ရှင်သူဆန္ဒရှိရဲ့အတိုင်းခွင့်ပြုလိုက်ပါတော့ခွင့်ပြုလိုက်ပါတော့ဟုတ်ပါတယ်ရှင်မရဲ့သားမောင်လေးစိတ်ချမ်းသာမယ်ဆိုရင်သားမောင်ဖြစ်ချင်တဲ့ဆန္ဒအတိုင်းဖြစ်ပါစေတော့ခွင့်ပြုလိုက်တာဟာအကောင်းအမြတ်ဆုံးပဲရှင်မရဲ့ကဲသားမောင်ရေသားမောင်ပြုလို့တဲ့ယဟန်ပေါင်ကိုမိခင်ဖခင်တို့အနူးအညွတ်ခွင့်ပြုပါတယ်ဗုဒ္ဓမြတ်စွာဘုရားရှင်ထံသွားပြီးယဟန်ပြုပြီတော့ကွယ်ပြုပြီတော့မိခင်နဲ့ဖခင်တကယ်ပြောတာလားတကယ်ပြောတာပါသားရဲ့တကယ်ပြောတာပါသားမောင်ဝင်းသားလိုက်တာမိခင်ရဲ့ဘယ်တော့ဝင်းသားတယ်ဆိုတာမပြောပြနိုင်တော့ပါဘူးပန်းဆွေတော့ဘွာသလက်ကဲကလမ်းမယ်တော့ညပြတ်တကူတဲ့ဝါတို့မြဆောက်တီကမြိုင်တနေကြိုက်သိလေးပါလားပါလားမြိုင်တနေကြိုက်သိလေးပါလားပါလားပန်းစုကားတဲ့ဆံမူရတဲ့ပန်းစုကားတရားကုန်ဘဝဘုံရှောင်းကွာတရားကုန်ဘဝဘုံရှောင်းကွာဖန်လျော်တည်နေနာပြောနေမယ်တော့ကနာအနေစာဝတ္တသင်္ခါရဥပ္ပါဒဝယဓမ္မိနောဥပ္ပိစိတ်တော်နိရောဓံတိဒေတံဥပသမောတုခောရှင်ဗျာတကားဖွင့်မအောင်ဗျာအရှင်ဘုရားဘယ်ရက်ကကြွလာပါသလဲဖေဟာတပည့်တော်ကတော့တခြားမဟုတ်ပါဘူးတာဝတိပြည်ဇေတွန်ကျောင်းတော်ကပါဗျာတပည့်တော်လည်းတာဝတိပြည်သားပါပဲဖေဟာဇေတွန်ကျောင်းတော်မှာပရိယတ္တိဓမ္မကို9 နှစ်တိတိသင်ယူခဲ့ပါတယ်ခုဒီတောရကျောင်းမှာဝိပဿနာတရားများကိုအားထုတ်နေတာ12 နှစ်ရှိပါပြီဖေဟာဒါဖြင့်ရှင်ဖေဟာယဟန်ဝဘဝနဲ့18 ဝါရမှာပဲကိုသာဓုပါဗျာသာဓုတပည့်တော်မေးပြရသေးဖေဟာတာဝတိပြည်မြောက်ပြင်ကဂရေ80ကျွယ်ဝတဲ့တထေးကြီးဇနီးမောင်နှံတို့ဟာကျမ်းမာရှိကြပါလားဖေဟာဒုက္ခပစ္စည်းသင်္ခါရလူသင်္ခါရပဲဗျာသုံးမကုံအောင်ကြွယ်ဝချမ်းသာတဲ့အဲ့ဒီတထေးကြီးဇနီးမောင်နှံဟာသူတို့ရဲ့တူဒီတော်သားလေးယဟန်ဝသွားတဲ့ကဆင်းရဲညှိုးနှွမ်းခဲ့တာယခုဆိုရင်ခွက်ဆွဲကတောင်စာနေရတဲ့ဘဝရောက်နေပါဗျာတခါကြီးနဲ့တကမကြီးခွက်ဆွဲတောင်းစားနေရတဲ့ဘဝကိုတော့ရောက်နေကြပြီတခါကြီးနဲ့တကမကြီးဆင်းရဲရှာပြီပဲငါကြောင့်ဖြစ်ရတာငါကြောင့်ဒုက္ခရောက်ကြရငါကြောင့်ဆင်းရဲရှာတာပဲယဟန်လေးနဲ့တထေးကြီးဇနီးမောင်နှံဟာဘယ်လိုတော်ဆက်ပါလဲဗျာအရှင်ဖေဟာဒီတထေးကြီးဇနီးမောင်နှံဟာတပည့်တော်ရဲ့မိခင်ကြီးနဲ့ဖခင်ကြီးအရင်ပါဖေဟာပူဆွေးငိုကြွေးလို့မနေနဲ့တော့ယဟန်လေးကိုယ့်ရဲ့မိဘတို့ပဲလှုပ်ကြွေးသမှုပြုကောင်းပါလေဗျာဒီလိုဆိုရင်တပည့်တော်တာဝတိပြည်ကိုပြန်ကြွရမယ်
လူထွက်ပြီးမိဘတွေကိုလှုပ်ကြွေးတော့မယ်ဖေဟာ ဘုရားဖျားရှင်ရဲ့နဲ့ညုံမြင်ကြည့်တော်မူသောအခါတထေသားရဲ့ဆန်းကလေးဟာမိဘနှစ်ပါးကိုလှုပ်ကြွေးဖို့အတွက်လူထွက်ရန်ခွင့်ပန်မယ်လို့လားဖျားရှင်ကိုယ်တော်မြတ်ကအာယုံဝင်စားမြင်ကြတော့လားအဲ့ဒီဆန်းလေးကိုရည်ရွယ်လို့သာမိဘများကိုငါဖရာတော်မှလှုပ်ကြွေးကြတဲ့ရာလူပဲဖြစ်စေတဟမ်းမီဖြစ်စေမိဘနှစ်ပြားကိုလှုပ်ကြွေးဟာအမောမြတ်ဆုံးကုသိုလ်ဖြစ်တာဗုဒ္ဓဖရာကဟောမြွေကြားလေရာဟန်တော်ကလေးမာတရားနာကြည့်တော့အခါပျော်ရွှင်အားရကြည်နဲ့သက်စွာယဟန်ဘဝနဲ့မိခင်ဖခင်များကိုလှုပ်ကြွေးပြုစုယူရကျင်နာဖို့ရာခြေလန်းကလေးမြင်သာစွာလှမ်းကမိခင်ဖခင်အိမ်တို့သက်သက်ကလေးကြွလာလေတာမျောလေးစဲတွေ့မြင်ရတဲ့မြင်ကွင်းကိုသာမရှိစိတ်မကြည့်စိတ်တပိတ်နဲ့ရင်နာမိဘများမှာအေးအားချိုတဲ့ချင်းနဲ့ခွေရိုင်းငါတာယဟန်ကလေးကိုပဲမမှတ်မိလေပါသူတို့ဝမ်းတော်အနိုင်နိုင်ခွေရှာငတ်တလဲပြတ်တလဲအခြေစိုးဟိုကြောင့်သာဝမ်းတော်မှာမလောင်းနိုင်လေရှာကတော့ဆုံးကလေးလောင်းရတဲ့ဘဝပါရက်တော်မူကိုရောယဟန်မှာကတော့ဆုံးလောင်းတော့လေရှိသူဆက်မကြွပါယဟန်တော်လေးခမရပါခမရပါမပြောရဲ့ပြောမထွက်ရင်အထက်ခုံငါတပိတ်ကလေးဘောတို့မြည်ရင်မိုးဆွေရွာအိုးရှင်မတော်ကတော့ဆုံးသုံးကလောင်းနေတာတော့ကိုတော်လေးရရှေ့လဲဆက်မကြွပါလားကွယ်ဟုတ်ပါတော့ဟုတ်ပါဟိုထူးကြလားကြီးကလားယဟန်တော်ကိုအနာသွားပြီးဖူးစားမအောင်ကွယ်ကောင်းပါပြီတော့ကောင်းပါပြီကောင်းပါပြီကိုတော်လေးဖေတပည့်တော်မတော်မှာတထေးလူငွဲသူစင်းရင်ဖြစ်နေတော့ကြောင့်တပည့်တော်တို့ဝမ်းကိုယ်တော်အနိုင်နိုင်ကြောင်းနေရပါတယ်ဖေဒါကြောင့်ကတော့ဆုံးပါဖေကတော့စွာအယောတာလေးပါလားတထေးလာစမ်းမအောင်တော့လာစမ်းမအောင်အားလုံးဟောဒီမှာတာယာလေးကိုညံလေးဖူးစမ်းမအောင်တော့ဖူးစမ်းမအောင်တာယာတရားနဲ့သာဖြေပါတော့တကားကြီးနဲ့တက္ကမကြီးကျုပ်လည်း12နှစ်လုံးတရားကျင့်သုံးခဲ့တယ်ဒါပေမဲ့ဘာမှမထူးခြားသေးပါဘူးကျုပ်လူထွက်ပြီးတကားကြီးနဲ့တက္ကမကြီးတို့ကိုလှုပ်ကြွေးမှုပြုမယ်လို့ရည်ရွယ်ပြီးမြတ်စွာဘုရားထံတော်ဘာမှခွင့်ပန်တော့မြတ်စွာဘုရားကိုယ်တိုင်ကအတိတ်ဘဝကမိဘများကိုလှုပ်ကြွေးခဲ့တယ်မိဘကိုလှုပ်ကြွေးခြင်းဟာဘယ်ဘဝမျိုးနဲ့ပဲဖြစ်လှုပ်ကြွေးကောင်းတယ်လို့ဟောကြားတော်မူပါတယ်တင်ပါဗျာဒါကြောင့်ကျုပ်လည်းတကားကြီးနဲ့တက္ကမကြီးတို့ထံအမြန်ကြွလာခဲ့တာပဲကျုပ်ဆွမ်းခံပြီးတော့လှုပ်ကြွေးမှုပြုပါတော့မယ်
အေးအေးဆေးဆေးနေကြပါတော့ သာဓုသာဓုသာဓုပါဗျာ ယဟန်တို့ကလေးမှာမိဘများကိုလှုပ်ကြွေးသမှုနေစီပြုပါဆုံးခံငါကြွေးမဝတခါဝတခါဆုံးခံလို့မရတဲ့နေ့များမှာမိဦးနဲ့ဟာရင်ကြီးကိုသူကိုယ်တိုင်ပဲကြွေးကသူအတွက်ဆွန်လျာမကြံတော့အချိန်မှာသပိတ်ကလေးကိုရေနဲ့ကြည့်ယဟန်တို့ကလေးခမညာတောက်ခါပြေရနေလာနေမြလာတော့သာယဟန်တို့ကလေးမှာအာအင်းချိုးရတာမှာနိုင်ယူအပြင်းပြင်းလူနာယူအသွင်မှာမိဘလူတွေ့ရလူသူမဝမ်းသာစိတ်ချမ်းသာနေတာယဟန်တော်လေးဟာအမိဖများကိုဆွမ်းခံကြွေးမွေးပြုစုနေတဲ့အတွက်အခြားသောယဟန်တော်တို့ရဲ့အလဲမှာကဲ့ရဲ့ပြစ်တင်ပွဲရာဖြစ်လာရပါတော့တယ် ငါရှင်သင်ရင်တော့ဝါဝပြိုးပြိုးပါအဖေကြောင့်ယခုလိုပိန်သွားရတယ်လေယောဂများဆွဲကနေလို့လားယဟန်လေးရဲ့ မဟုတ်ပါဘူးရှင်ယဟန်တပည့်တော်ဟာမိခင်ဖခင်အိုကြီးနှစ်ယောက်ကိုဆွမ်းခံကြွေးနေရတာပါဆွမ်းမလုံလောက်တဲ့နေ့ကျတော့တပည့်တော်ကိုယ်တိုင်ဆွမ်းမဖုံးပေးပဲတပိတ်ကိုရင်နဲ့ကျင်းပြီးတောက်ရပါတယ်အဲ့ဒီလိုအာဟာရမပြည့်ဝလို့ပိန်တာပါတပည့်တော်ကြမ်းကြမ်းမာမာရှိပါတယ်ဗျာ ။အိုးငါရှင်ရဲ့တရားဓမ္မတွေကငါရှင်ကိုလှူတာငါရှင်ကလူတွေကိုကြွေးတယ်ဆိုတော့တရားဓမ္မတွေကစေတနာကွက်ကုန်မှာပေါ့ငါရှင်ရဲ့ငါရှင်ဒီလိုပုံဆိုရင်လူထွက်ပြီးမိဘတွေကိုလှုပ်ကြွေးပေါ့တပည့်တော်တို့သာသနာဝန်ထမ်းတွေပေါ့တရားဓမ္မတွေစေတနာကွက်ကုန်မှာငါရှင်ရဲ့ ဒီကဲတော့မေးမြန်းကဲ့ရဲ့ပြစ်တင်ကြတဲ့အတွက်ယဟန်လေးမှာပြိဿဘိုးဘုံလည်းမျက်နှာငယ်ခဲ့ရပါတယ်ဒါရင်မကစိတ်ဓာတ်ပြင်းပြလာတဲ့ယဟန်တစုဟာမြတ်စွာဘုရားထံတော်ဘာအရောက်သွားလို့ယဟန်လေးရဲ့အကြောင်းတရားကိုရှောက်ထားကြပြန်တော့ဘုရားဘုရားသခင်ကမိဘလှုပ်ကြွေးတဲ့ယဟန်တော်လေးကိုတင်ယဟန်ဒီမိမိအလှခံ၍ရရှိသောလှူပွဲဝတ္ထုအစုစုတို့ကိုအခြားတစ်ပါးသောတရားဓမ္မတို့အားပေးကမ်းလုပ်ကြွေးပြုစုသည်ဟုဆွဆွဲခဲ့ကြသည်ယဟန်တို့ဆွဆွဲသည်မှာမှန်သလားဟုမေးမြန်းတော်မူပါ၏ယဟန်ကလေးကလည်းမှန်ကန်ပါကြောင်းရှ िख ိုးလျှောက်ထားပါသည်ဘုရားမြတ်စွာသည်သဗ္ဗညုတရွှေဉာဏ်တော်အဖြစ်ဖြစ်ရမှန်ကိုသိရှိတော်မူသည့်တိုင်အောင်ပြိဿဘိုးဘုံလည်းတွင်အမှန်တရားထင်ရှားသည်တဲ့ထင်ရှားစေလိုသောကြောင့်တဆင့်ပြီးတဆင့်မေးမြန်းတော်မူခြင်းဖြစ်ပါ၏မြတ်စွာဘုရားသခင်ကဒုတိယမေခွန်းအားထပ်မံမွက်ကြားမေးမြန်းတော်မူသည်မှာချစ်သားယဟန်သင်သည်မြည်သည့်တရားဓမ္မတို့အားလှုပ်ကြွေးပြုစုခဲ့ပါသည်ယဟန်ကလေးက၎င်း၏မွေးသမီးခင်မွေးသဖခင်တို့အားလှုပ်ကြွေးပြုစုမိပါကြောင်းလျှောက်ထားသည်တွင်မှသုံးလူထွတ်ထားမြတ်စွာဘုရားသခင်သည်သာဓုသုံးကြိမ်ခေါ်ပြီးအိုချစ်သားယဟန်ချစ်သားသည်ငါကဲ့သို့ကျင့်ရိုးကျင့်စဉ်ကိုကျင့်ကြံအားထုတ်ဖြစ်၏ငါဘုရားသည်လီအလောင်းတော်ဘဝဝယ်သင်ကဲ့သို့ပင်အမိအဖတို့အားလှုပ်ကြွေးပြုစုခဲ့ရဘူးပါသည်ဟု
ရွှေနှုတ်တော်မွက်ကြားသောအခါတွင်မှယဟန်ကလေး၏စိတ်ကိုကြည်လင်ချမ်းမြေ့ခဲ့ရပါသည်ယဟန်ကလေးကိုဆွဲချက်တင်ညာသောယဟန်များနှင့်အခြားပရိသတ်များကဘုရားရှင်အားအတိတ်ဆောင်တော်မူပါဘုရားဟုလျှောက်ထားတောင်းပန်ကြတဲ့အတွက်ဤယဟန်ကလေးကိုအကြောင်းပြုပြီးဗုဒ္ဓမြတ်စွာဘုရားသည်သုဝနာတာမဇတ်တော်ကိုဟောကြားတော်မူခဲ့ပါသည်မြေမိုးတောင်ပကကျူသည်ခြေစုတော်ကိုအနန္တကုံမောင်းပါသည်ငွေမိပါခင်ခြေစုရှင်တွေကိုနှုတ်ကျွေးကောရောပူဇော်ကြလျင်အကျိုးဆေပြာရမှာမလွဲသေးကြရောက်လီရမှာပူဇော်ခံရတာရန်လူငါတွေအနေလည်းမရောက်ပါမျက်နှာတင်နေလမ်းပြီးတပွဲပမာပရိသတ်အလဲမှာရဲလုံးယူလို့လားကျေးဇူးတင်ကြော်ခြင်းမို့ပြန်မှာရှာရမကွယ်အမြဲမတွေ့จิตရဲ့နဲ့လူတင်လေသွားစီးပွားဥစ္စာမပြည့်စည်နိုင်မှာအလျက်စက်ကွင်းအမှန်လို့ကင်းကွာစနီးမရသမီးသားမရနဲ့ကြီးပွားတို့တဲ့မြင်မလို့လားဤဆေဗလာကောင်းကောင်းညို့မှုသမျှရရှိနိုင်တယ်လို့တင်မိရသတ်တော်ဒေသနာမှာဘုရားဖျားကနှုတ်ဟာကြားတော်မူတာရှင်တော်ဗုဒ္ဓကမိဘကျေးဇူးကြီးမားပုံကိုသာဟောကြားတော်မူတာမဟုတ်ပါဘူးခရစ်တော်ရဲ့ပြညတ်တော်10ပါးလည်းရှိပါတယ်10 commandments လို့ခေါ်ပါတယ်အဲ့ဒီ10ပါးတွေက4ခုမြောက်ပြညတ်တော်မှာသင်ရဲ့မိဘ2ပါးကိုရိုသေလေးစားစွာလှုပ်ကြွေးပါလောလို့ညွှန်ကြားထားပါတယ်မဟာမေရင်စတဲ့ဘာသာများမှာလည်းအလားတူမိဘ2ပါးကိုအရေးထားပြီးလေးလေးစားစားပြုစုရမယ်အကြောင်းကောင်းကောင်းကြီးဖော်ပြထားပါတယ်ခင်ဗျာဒါကြောင့်မို့မိဘကျေးဇူးမြင့်မို့ဦးဆိုတဲ့ထက်ပါဇတ်လမ်းမှတထေးသားယဟန်လေးလိုသားလိမ္မာများဖြစ်ကြပါစေလို့ဆန္ဒပြုလိုက်ရပါတယ်တောင်းမြင့်မှုရှိဘုံကြည်ပြီအိုးမိခင်အိုးခခင်ကျေးဇူးရှင်မိခင်ခခင်မတာပိတုခုနာကုန်အေးစွာအားရှိတာတိကြဖို့လူအနေပြီစေမြစ်တာသဘောချက်ထွေးမစိုးခြင်းဘုံဝတ္ထုပေါင်းထောင်တောင်းအသင်ချေရှိလားတိတရားတိကြနာလေစေအကြောင်းအကျိုးအရှိပြကောင်းကျိုးတိကြပါမကွာသွားပြီဇတ်တော်များရဲ့ဒေသနာစာမြေဘဝင်းကြရာတွေ့တင်ပြပါရင်အေးအေးစေးစေးနားဆင်ကြည့်မိဘရဲ့ကိုရှုံယုံငါမြည်2500သာသနာတဝက်တွင်အသက်ရှင်လာတဲ့ဘိုလ်လူသားရှင်မပြစ်မှားရတဲ့စဉ်မိဘများကိုဩတာရှင်များခင်ဗျာမိဘ2ပါးရဲ့ပေးဘူးကျွေးဘူး
ကျေးဇူးလို့ကြီးမားလို့မိခင်ကိုလက်အားပခုံးဖခင်ကိုလက်ဝဲပခုံးမှာထမ်းပြီးကျင်ကြီးကျင်ငယ်စတဲ့ကိစ္စဝဝတွေကိုပခုံးပေါ်မှာပဲပြုစေပါတယ်အဲ့ဒါလိုအနှစ်တရာလုံးလုံးပခုံးနဲ့ထမ်းပြီးလှုပ်ကြွေးအောင်တော့ရင့်မို့တောင်းမကကျူးတဲ့မိဘတွေရဲ့ကျေးဇူးကုန်တွေဟာမကုန်နိုင်ဘူးလို့အင်္ဂုတ္တရနိကေမှာဘုရားရှင်အကျယ်တွင်ဟောကြားတော်မူပါတယ်မိခင်ဖခင်တွေကိုကျေးဇူးရှင်တွေလို့ဘာကြောင့်ဘုရားရှင်ဟောတော်မူပါသလဲဆိုတော့ဒီစားကလေးကရင်သွေးအပေါ်မှာသမင်တွေးမြော်ကနေရလားလက်ဆချင်ယူလားလလကြမှာချုံမေးအရလားလုံလခါမှာအစိတ်အိမ်အရလားလေးလာရောက်တော့ခါအရလားအော်စာခြင်းမြော်လားရှင်ရတတ်တဲ့ဝေဒနာအသေးချာသိစေရသောတာရှင်များခင်ဗျာချုပ်လူငယ်များကပြောကြပါသေးတယ်မိဘတွေဟာတို့အပေါ်တန်ရောက်စဉ်ရှိတာမှဟုတ်ပါမလားသူတို့ဟာသူတို့တဏှာပေမဂရဝါဒကြောင့်ဖြစ်တာလားလို့မေးလာကြရင်အခုလိုဖြေရမှာပါပဲမိဘဆိုတဲ့လူရန်စားလို့မဖြစ်ပေါ်သေးခင်အချိန်ကာလလေးမှာပဲဘဝရဲ့တောင်းဆိုချက်အရာယောက်ျားလေးတွေဟာဖခင်စိတ်ရှိသလိုမိန်းကလေးတွေမှလည်းမိခင်စိတ်ရှိကြပါတယ်ဘာကြောင့်လဲဆိုတော့ချစ်စွဲကလေးငယ်များကိုနမ်းရှုပ်ယူရချီပွေကချစ်ကြတာကိုအကဲဖြတ်ရင်ရှည်တွေ့ရပါလိမ့်မယ်ခင်ဗျာမွေးစာကလေးကိုမိခင်ဖခင်စိတ်နဲ့ဖြတ်ဖြတ်လူချစ်ကြတာကိုလည်းတွေ့နိုင်တယ်လို့မိခင်ဖြစ်မဲ့ကိုဝန်ဆောင်မျိုးသမီးဟာသေလူမတခံစားရတဲ့နာကျင်ကြိုက်ခဲခြင်းတွေဟာကိုယ်ဆိုတဲ့ရင်သွေးရဲ့ငိုတံကြားလိုက်တာနဲ့ခံစားနေရတဲ့ဝေဒနာတွေအလုံးဟာပိတ်ကြာဘက်တွေရေမတင်တဲ့ကဲ့သို့သက်သာပျောက်ကင်းသွားပါတယ်ဒါကြောင့်မို့လဲကလလရေးကြီးတရေတီစကလေးကမိဘများရဲ့မေတ္တာဟာဘယ်လိုရှိပါသလဲဆိုတာကိုဟောဒီတေးကြပြမှာဖွင့်ဆိုထားပါတယ်ခင်ဗျာကလလရေးကြီးဒီစားကလေးကရင်သွေးပေါ်မှာတမင်တွေးမြော်နေရလားတွတ်ဆချင်ယူလားလလကြမှာချုံမေးအရလားလုံလခါမှာစိတ်အိမ်အရလားလေးလာရောက်တော့ခါအရလားအော်စာရင်မြော်လားရှင်ရတတ်တဲ့ဝေဒနာအသေးချာသိစေရငါလာမသည်ဟောနလာတာလာမငါစက်ခါအရလာများကိုစာမျိုးခြင်းနဲ့မိခင်စာနာစာမြင်တော့လည်းမစားရလေတာမိခင်မြတ်တာမိခင်စေတနာလွန်စွာချုပ်သည်တာအပေါ်ကြီးလို့သိသည်ဖြစ်ရတာကလလရေးကြီးမဆာမွေးဖွားသည့်နေ့အဆုံးကာလမှာနေ့စဉ်သုံးတာတုတ်တန်ရွာသို့မျက်စောင်းထိုးကားလာတောင်းကြည့်ပါပြီမိခင်မတာလူအရှင်မသာဖြစ်လို့နေရတာသားတည်းဟာမိခင်ရဲ့အစာဟောင်းအိမ်ပေါ်မှာထိုင်မိခင်ရဲ့ကြောဘက်ကိုမျက်နှာမူအစာသစ်အိမ်ကိုခေါင်းပေါ်မှာရွက်ထားရပါတယ်မိခင်ဖြစ်တဲ့သူကသိပ်ပြီးပူတဲ့အစာအစာတွေကိုစားလိုက်မယ်ဆိုရင်သားတည်းခမည်းမှလည်းမိခဲတွေစုပေါင်းပြီးခေါင်းပေါ်မှာလောင်းချလိုက်တယ်လို့ပူပြင်းလာတဲ့ဒုက္ခကိုမရှုမလားခံစားရပါတယ်
စိတ်အေးလို့နဲ့စာစားပြန်တော့လေအေးဓာတ်ကိုသားတရီဟာလူအလဲခံစားရှားပါတယ်ဒါကြောင့်မိခင်ဖြစ်သူဟာအဆအအရာရာသားတရီအတွက်ငဲ့ကွက်ဆင်ញင်ရပါတယ်ဟာရကိုဆာလောင်မွတ်သိမ့်ခြင်းအတိတ်ပဲတွေဖွင့်မပြောတတ်သေးတဲ့အရွယ်မှာနီတွေးသားငယ်သမီးငယ်ဆန္ဒကိုမိခင်ဖခင်များကအလိုလိုသိပြီးတိကြကြပြည့်ဝဖြစ်အောင်ဆောင်ရွက်ပေးကြပါလားခင်ဗျာအဝတ်နဲ့ထွေးကိုငွေပွေးကမွေးမြူလာတဲ့သားငယ်လေးအပေါ်မှာမိခင်ဝန်းကကျွတ်ပြီး3ရက်အလိုလောက်မှာမိခင်ရဲ့မြစ်တာအယောင်ဟာပြောင်းလဲလာပါတော့တယ်ဘယ်လိုများပြောင်းလဲလာတယ်လဲဆိုရင်တော့မနီရဲ့ရင်ထဲမှာစီးကြယူဖိလာ32ခုထားတာမှာမပါဝင်သေးတဲ့ရင်တွေဟာမိခင်မြစ်တာခွေးဖြူလို့လားသားသမီးမရရင်တည်းကဖြေရှားနေတဲ့ကိုထားတာတခုမဟုတ်ပါသားသမီးရလာလေငါမိခင်ရင်နာနမွာရင်ငယ်ကလေးအတွင်းမှာပေါ်ထွက်လာတဲ့မိခင်သွေးများပါမိခင်ရဲ့မြစ်တာရကြောင့်သာသွေးအယောက်မှဝါဝဲပြူတယ်လို့ပါကျန်ရတောင်ပြူတယ်လို့ပါပြောင်းလဲလာတာကိုမိခင်ရဲ့နှုတ်ရည်လို့ခေါ်တာမိခင်ရဲ့ရင်ကြိုက်နှမအတွင်းမှာမိခင်မြစ်တာတတ်ကြောင်အယောင်ပြောင်းလဲပြီးထွက်ပေါ်လာတဲ့သွေးကိုရင်သွေးလို့တင်စားကြပါလေနှုတ်ကြိုလို့လဲခေါ်ကြတယ်မဟုတ်ပါလားခင်ဗျာဒါကြောင့်သောတာရှင်များကိုထပ်မံတင်ဆက်အောင်မဲ့တေးဇလန်းကတော့မိဘကိုချစ်တယ်ညှက်နိုးတယ်ယိုကျိုးတယ်ပူဇော်သက်ကာယပြုကြတဲ့သားသမီးတဲမှမမျော်လင့်တဲ့ပတ်ဝန်းကျင်ကြောင့်အထင်အမြင်လွဲကငရဲလားရရှာတဲ့အဖြစ်အပျက်တစ်ခုကိုစားကြပြတင်းနဲ့ရေးဖွဲ့လိုက်တဲ့အတိတ်ပဲကတော့ဒီလိုပါပြောသည်ရွှင်သည်ထူးသည်ညူးသည်မိဘနှစ်ပြားကိုလွတ်ပြပြူစုယူရကသည်ကျေးဇူးဆက်လို့မကုန်းမဝနဲ့ရွှင်ရွှင်မြူးမြူးအထူးပဲဝမ်းသာသည်အိုးရောင်ကြီးအလေးအောင်မေလို့နေဝင်ချင်းရောက်တော့မယ်မပြန်သေးဘူးလားရောင်ကြီးရဲ့ရာခင်းကိုလုံနေလို့ကတော့စိတ်စဉ်ကကြည်လင်ရွှင်ပြနေတာပဲရောင်ကြီးရဲ့ဒါပေမဲ့လည်းမိခင်ဖခင်ကြီးတို့ညှော်ချိန်ရောက်နေလို့ရောင်ရင်းနဲ့အတူပြန်มาတော့မယ်လေသွားကြပါစို့ပြောသည်ရွှင်သည်ဟိုမျိုးသည်ထူးသည်မိဘနှစ်ပြားကိုလွတ်ပြပြူစုယူရကသည်ကျေးဇူးဆက်လို့မကုန်းမဝနိုင်ရွှင်ရွှင်မြူးမြူးအထူးပဲဝမ်းသာသည်အပေတယံစက္ခုမှာဧကာရာဇာဟရိတဝနောပထွိပဘာသောတန်တန်နမတာမိဟရိတဝနံပထွိပဘာတံတိစဂုတ်တာဝိဟရိမှုရတ္တေဟဲ့ဟိုတရားကြီးဟိုငကုတ်ကြီးကခြံထဲဝင်မလဲဘယ်လျှောက်သွားရကြတဲ့ရှင်မရေဘာများတော့ညနေစီစာနေဝင်ခါမှာနွားကြောင်းသားတို့တောင်ရိုးရိုးမိကခြံတွင်မောင်းတွင်ပြီးဟဲ့ဟဲ့မိသားချင်းထနေပါဘကောလားကွဟုတ်တာပေါ့သားတို့ကြီးခုချိန်ဆိုနေဝင်ဖြိုးပြကာလဆိုတော့မရိုင်းသွင်းချင်းဘိုင်းငိမ့်ငိမ့်မဟုတ်လားရှင်ဒီကွယ်တို့ချစ်သားရာထွန်သွားတာများခုချိန်ထိပြန်မရောက်လာသေးပါကလားဟုတ်ပါတော့သားလေးလည်းပင်မလာပါပြီကွယ်နေစမ်းပါဦးသားတို့ကြီးသားကလေးပင်မလာတယ်ဆိုတော့သားကလေးတက်တာအောင်
ဘယ်လူများဖန်တီးအောင်မလဲရှင်ရဲ့မဟုတ်ပါဘူးလေသားလေးလည်းတက်တာအောင်တို့တွေလည်းလက်တူလက်တောင်းခိုင်းလို့ရမယ်အဖော်ကလေးတယောက်လောက်တော့လိုအပ်ပြီးတင်တယ်ကွယ်အော်အဖေကြီးကသားကိုအိမ်အောင်ရသားချပေးခြင်းနဲ့ပေါ့လေဟုတ်လားအိုးရှင်မကလည်းမလူလူနဲ့အတော်နားဝေးတာပဲအော်အတော်နားပြီးနားပါတာပဲကွာအေးသူခမရလဲငယ်ငယ်သူမဟုတ်တော့ဘူးလူပြိုပေါက်ကြီးဖြစ်လာပြီမဟုတ်လားကွကျုပ်သားလေးကငယ်ပါသေးတယ်တော်ရဲ့ကျုပ်သားကလေးကိုကျုပ်ကတော့ကလေးလိုပဲထင်နေတာကျုပ်သားကလေးကိုသူများလက်ထဲထည့်ပြီးမခွဲနိုင်ပါဘူးတော့ဟိုရှင်မကလည်းဒီလိုလည်းပဲဟုတ်မလဲကွယ်မိဘတို့တရားရှိတဲ့အတိုင်းမကောင်းမြတ်တာကောင်းရာညွန်လအတတ်တင်စေပေးဝေနှီးရင်ချိန်များခြင်းလေဝငါအင်းထခင်မဲတို့တားဆိုတဲ့မိဘတို့ဝတ်တရားကိုကြည့်ပါလားကွယ်တို့ကလည်းငယ်ရကြီးလာတာမဟုတ်လားကွယ်ကဲဒီလိုဆိုသားတို့အဖေသဘောပါပဲတော်ရဲ့ကျုပ်ကတော့ကိုလာလူဆဲလာငွေရတဲ့မိခင်ဆိုတော့ကျုပ်သားကိုမခွဲနိုင်ပါဘူးတော့အော်အမိနဲ့ဖတို့ဘာတွေများစကားလက်ဆောင်ကြနေတာလဲခင်ဗျာသားလေရာခင်းထဲမှာမိုးချုပ်လို့မိုးချုပ်မှန်းတောင်းမသိဘူးမိခင်ဖခင်တို့ကိုလှုပ်ကြွေးရတာအားကိုမရနိုင်ပါဘူးခင်ဗျာသာဓုအေးဒါပေမဲ့သားရေမိခင်နဲ့ဖခင်တို့တိုင်ပင်ကြတာကတော့တခြားမဟုတ်ဘူးကွတူတူနဲ့လူရင်းကိုပြောရရင်သားကိုအိမ်အောင်ချပေးဖို့ဆွေးနွေးနေကြတာအိုးဖြစ်ပါမလားအဖရသားမိမယူသွားရင်အမိနဲ့အဖတို့ကိုဘယ်သူလာပြီးဝစ်ကြီးဝင့်ငယ်ပြုတ်ပေးပါမလဲခင်ဗျအေးဒါဒီအမိနဲ့အဖတို့အားလုံးစီမံပြီးသားပါကွသားမောင်နဲ့တင့်တော်မဲ့မင်းကလေးကိုလည်းရှာပြီးပြီသားမောင်ကသာဒီထိစီစဉ်ပြည့်ရင်အမိနဲ့အဖတို့စိတ်ချမ်းသာအောင်သားအနေနဲ့လိုက်ရောဖို့ဂရုပြုပါတယ်ခင်ဗျာဂရုပြုအောင်လေရတူဝေခယူသေခာဘိတ်ဘိတ်ညာချစ်စရာကလေးပင်ချစ်မဝနိုင်နဲ့ယူပကအလှရှင်မောင်ဘဝင်ထဲမှာအမြဲသာဆွဲပြီးခင်ဘယ်တော့ခါမှမောင်မုန်းစိတ်မဝင်ဆံမျိုးသွားကြွေပါရဲ့တော့စေမောင်အပေါ်တစ်တဲလုံးနှလုံးသားဖြူစင်ချစ်လို့နေရဲ့ချစ်မြေပါရှင်ရောင်နှောင်းစလုံးဖာမြေထုံးအစင်စီပြောင်းသွားရစီမရင်နာလိုက်ပါမယ်ရှင်တို့မန်မန်တောင်းမဆက်စင်ဘုမအောင်ချင်းရဲ့တွေဒူနေအတူသေးအတူစားပျော်ရွှင်ချစ်ချင်းမြတ်တာအနည်းတရားမြဲလို့စေအဲ့ဒီဇနီးမောင်နှံနှစ်ဦးဟာချစ်စခင်စကျင်နာစမှာလာများကြာကျူးနှစ်များပင်ကိုလာတော့အိမ်ရှင်မအမျိုးသမီးဟာလင်ကိုတော့ချစ်ပါရဲ့ရောက်ခမကြီးနှစ်ယောက်ကိုတော့တရားကြည်ပြူမရှိပဲညီညီညူညူနဘူးနဆာပူပြပါဇက်တွေခင်းလာပါတော့ခင်ဗျရောက်ခမတွေကိုအပြစ်ရှာပြီးလင်သားလုပ်သူကိုဂုံးချောဖို့အတွက်အိမ်ကျမ်းမြင်ပေါ်မှာထမင်းလုံးတွေဖြန့်ကျဲထားပါတယ်ရှင်မရေဟဲ့ရှင်မရေဟာဒီမင်းကဘယ်များသွားနေတာလဲအလိုအိမ်ကျမ်းမြင်ပေါ်မှာလေထမင်းလုံးတွေကျဲလို့ပါလားထမင်းလုံးတွေကျဲဆိုပြောရအောင်မယ်တော်ရဲ့
မပြောမပြေဘူးဆိုတော့လေပြောအောင်မှာပေါ့ရှင့်ဖားနဲ့အမိတို့ပုံကကောင်းသေးရဲ့လားတော်ရဲ့အိမ်တအိမ်လုံးလဲပွားလို့မွားလို့ပြန်ကျဲလို့စိတ်လည်းညစ်လာပါပြီတော်အိမ်မှာအငိမ့်မထိုင်စားရတာတောင်းကောင်းမွန်မွန်မနေချင်ဘူးမျက်စိမမြင်မစမ်းတဲ့ပစ္စည်းတွေရှိသမျှလဲရှင်မြင်တဲ့အတိုင်းပဲကြောက်တော့မပြောချင်တော့ဘူးဘာမပြောတော့အောင်တော့ရှင်မလေးတူတူတိတ်တိတ်ပြောပါကွာငါအမိနဲ့ဖာမျက်မမြင်ဒုက္ခိတကြီးတွေမင်းကသိကြီးခံမှာကြောက်ကသိကြီးခံတယ်ဟုတ်လားခေါင်းနိုင်မောင်တော့ရှင်ဖေနဲ့အမေကိုရှင်သာသိကြီးခံကြောက်ဒီမှာမနေဘူးသွားမယ်ဟေးဒီဦးလေကွာရှင်မဆွဲနဲ့ကြောက်ကမဆွဲနဲ့ဖေကဲဒီလိုဆိုရင်လည်းမင်းစိတ်ချမ်းသာအောင်ငါကြံမယ်မင်းအေးဆေးဆေးနေနော်900တုံးလီမဆုံးဒီဆောင်းလာ1500နဲ့920ရှစ်သွဲမြစ်တာပွားချလေးခြင်းမာသမှုရတနာဘသူကမှမပြတာမိခင်ဖခင်မြစ်တာကိုမထောက်စားမိုက်မဲပါပြီရာဂတနာလူစိတ်ပြောက်ခါလူစိတ်အသွင်ကိုလာကူပြောင်းလာမရမယ်လိုက်လို့မိုက်ဖက်ပါကံကြီးထိုက်တဲ့ခေါ်ရီတာဒီနွားတဲအမလေးဟဲ့အားရဲ့နွားကလေးတွေကိုသိမရိုက်ပါနဲ့ကွယ်ခမများမလဲအသက်နဲ့ပဲငါကြည့်ရှာမှာပေါ့လူစကားမပြောတတ်လို့သာကြည့်ပိတ်ကနေရရှာတာဟဲ့အိုးကြည့်ရလို့ပါသားရဲ့ဒီနွားတဲပိတ်ကက်ကနဲ့သိစိတ်တော်ဖို့ကောင်းတယ်မိရဲ့သာခမများနွားဆိုတဲ့တရဝါဟာတို့ရဲ့အသက်တခင်ဆိုရင်မမှားဘူးကွပါတယ်ကွယ်တို့နဲ့ထွန်ရက်လို့ရတဲ့ဆန်စပါးကိုတို့ကစားနေရတာမဟုတ်လားတရိษံဆိုတာလူလောက်တော့အသိဉာဏ်ပဲရှိပါမလဲသားရဲ့ဒါနဲ့သားလေးအခုခေါ်လာတာဘယ်ကိုသွားမှာတော့သားရဲ့ဟိုတနေ့ကလေအမိနဲ့အဖတို့ဆွေမျိုးတွေကတွေ့ရင်လို့အမိနဲ့အဖကိုခေါ်ပြီးလာလေသမ်းမအောင်လို့မှားသွားကြတယ်လေအဲ့ဒါကျွန်တော်လဲဆွေမျိုးတွေနဲ့တိတ်ပြီးတွေ့ရင်လို့အမိနဲ့အဖတို့ခေါ်ပြီးလဲနဲ့လိုက်ဖို့တာပါခင်ဗျာအေးကွယ်အေးအမေနဲ့အဖေလဲမျက်စိနှစ်ကွင်းအလင်းမရကြတဲ့ကဆွေမျိုးသားချင်းတွေနဲ့ပွဲကွာရတာကြာလာပြီမဟုတ်လားဒါတို့ကွယ်ဒါတို့မောင်မင်းကြီးသားလိုက်ဖို့လို့ဆွေမျိုးသားချင်းတွေနဲ့တွေ့ရတော့မယ်ဝမ်းသာလိုက်တာဒါဝမ်းသာလိုက်တာအမိနဲ့အဖတို့ခင်ဗျာကိုရှိနာတော့ဟာရွာနဲ့လည်းမနီးလူကလည်းပြတ်တော့ကိုသားဓမြသိပ်ပေါ်တာပဲတဲ့ဟုတ်သားပဲသားတို့အဖေကြီးရဲ့ဟိုတုန်းကအဲ့ဒီနေရာဟာလူစိုးတခိုးဓမြလူရန်ကလူလိုက်သိပ်ပေါ်တာသားလေးကြောက်ရမှာပေါ့ဖေကြီးကျွန်တော်လဲအမိနဲ့အဖတို့ကိုလိုက်ဖို့ခြင်းစောနဲ့ဒီနေရာကိုသတိမေ့နေလိုက်တာဘာလက်နဲ့မှလည်းမပါဘူးဓမြတွေနဲ့တွေ့ရင်တော့ဒုက္ခပါပဲဗျာဒုက္ခပါပဲမပူပါနဲ့သားရဲ့မပူပါနဲ့အမိနဲ့အဖတို့ဒီလဲကိုမောင်းခဲ့မယ်သားလေးကသာတခြားလမ်းကကွေးပြီးလိုက်ခဲ့ပေါ့ပေးနေနံပေးဖြစ်ပါမလားအဖရဲ့ဟာဖြစ်ပါတယ်ကွတို့အိုကြီးအိုမမျက်မမြင်တွေကိုဒီတခိုးဓမြတွေနှိမ့်ဆက်မယ်မတင်ပါဘူးကွကဲဒီနေရာဆင်းပြီးတော့တလန်းကလိုက်ခဲ့သားဆင်းဟန်ကြလိုက်လေဗျာဟန်ကြလိုက်အဖိုးကြီးနဲ့ဖွားကြီးတော့လဲမောင်းသွားပြီငါတသက်လုံးအမိနဲ့ဖတို့ကိုကျူးကျူးစားစားနဲ့လောက်ကင်ကျွေးမွေးခဲ့တာပဲခုတော့ဒီမှာမောင်အမိနဲ့ဖတော့ဘယ်လို့မှပြောမရဘူးမျက်စိကလည်းမမြင်အသက်ကလည်းကြီးကိုပေါ်လောင်ပက်တောင်မရတဲ့အပြင်သူတို့လှုပ်ပေးနေရတယ်ကျမတော့ဒီဖွိုးနဲ့အဖွားကြီးရှိနေသေးရှင်နဲ့ပေါင်းမရခက်ပါတယ်သူ
သူတို့ရှိနေတော့ကျမမနေချင်ဘူးမနေချင်ဘူးကျမမနေချင်ဘူးအိုးမထူးပါဘူးလေငါလည်းအမိနဲ့ဖတို့ကိုလုတ်ကင်ကျွေးခဲ့တာနှစ်ပေါင်းများလာပြီကြာကြာနေရင်ငါမိမကငါ့ကိုပြစ်သွားမှဖြစ်အိုးဒီဖိုးနဲ့ဖွာကြီးရှင်းဖြစ်တာပဲကောင်းပါလေလေကောင်းတယ်ဒီကြံကောင်းတယ်ဒီကြံကောင်းတယ်ဒီကြံသိကောင်းတယ်ဟဲ့နော်ယုံနာသားကြီးယုံနာဟဲ့သားတော်မီးရဲ့ငါများတော့သားလေးလည်းအခုတည်းလိုက်မလာသေးပါလားကွယ်ဟုတ်ပါရဲ့သားတို့ခါခင်ကြီးရဲ့ကျုပ်သားလေးညမှုနဲ့များတွေ့နေရောလားမသိဘူးအေးကွာဖေကျုပ်သားလေးရန်သူဝေးမှာกินဝေးပါစေသားသမားဒီဝနှကောင်းနှက်များရှင်ကျုပ်သားလေးတယောက်ငါခကြီးတစ်လျှောက်မှာရန်သူနဲ့กินဝေးအောင်မဆာဆောင်ရှောက်ပြီးပူကြပါရှင်မဆာဆောင်ရှောက်ပြီးပူကြပါဒီလိုဟာလူဖေဟေးဘာလို့လဲကိုရလိုက်ပါဦးဘယ်သူများပါလဲမေးစမ်းကြည့်ရအောင်တော့ဒီမှာဖွင့်ရဖွင့်ဒါတိတ်များမနေနဲ့ဟုတ်ကဲ့ညာတို့ရှိတာသုံးပဲဟုတ်ကဲ့ဘယ်ရင်ပဲညာတို့ကြောက်တတ်ပြီဒါပဲအမေလေးမေးအမေတို့ဟာရွှေတို့ငွေစားဆိုလို့ဘာမှမရှိပါဘူးကွယ်အမေတို့မှာဆင်းရဲသားတွေပါမောင်ရဲ့ဆင်းရဲသားတွေပါဟုတ်ပါတယ်မောင်ရဲ့အဘတို့မှာဒုက္ခိတမျက်မမြင်နေပါချမ်းသာပေးပါမောင်ရဲ့ချမ်းသာပေးပါသူတို့ရှိရင်တော့ကျမမနေချင်ဘူးသူတို့ရှိနေဆိုရင်ကျမရှင်းကိုမပေါင်းနိုင်ဘူးကျမရှင်းကိုမပေါင်းနိုင်ဘူးကျမမနေချင်ဘူးဟုတ်ရဟိုတဲ့စကားများတော့တိတ်နေတာဟုတ်ကဲ့ဗျာသားတို့ဖခင်ကြီးခုနေမြသားလေးလိုက်သားလေးတယောက်ဒုက္ခရောက်ရည်အတူဒုက္ခရောက်ရည်သားလေးမိသားတို့တမရရင်းနဲ့တွေ့နေပြီဒုက္ခအမေတို့စီမလာနဲ့ပါမလာနဲ့သားလေးလွတ်အောင်ပြေသားအမေသားတို့သိလေအကြောင်းတူအောင်ကွယ်သားလွတ်အောင်ပြေဒီမှာမောင်ခွေးနဲ့ဖွားကိုပြန်ခေါ်မလာနဲ့နော်ကျုပ်ကိုချစ်သလားမောင်ခွေးနဲ့ဖွားကိုချစ်သလားကျုပ်ကိုမချစ်ဘူးဆိုရင်တော့မောင်အမိနဲ့ဖွားကိုခေါ်ခဲ့ပေါ့ခေါ်လာရင်တော့ကျုပ်မျက်နှာတွေ့ရမှာမဟုတ်ဘူးမောင်ဒါပဲထုငါစခဲ့တဲ့စားငါပဲပြစ်တတ်တာကောင်းပါကဲဘိုးကြီးဝိုင်းဗျာမလို့နဲ့ကောင်းထားတာโอเคအဲ့ဒီလိုရှင်မဟာမောက္ကလန်လောင်းလျာဖြစ်တဲ့လူလင်တူဟာမိဘကိုပြစ်မှားခဲ့မှုတဲ့အတွက်ငရဲမှာကဘာပေါင်းများစွာခံရပြီးမြေရှိုးမိုးပြန်တကိုးဆန်နဲ့ပြည်စုံတဲ့နောက်ဆုံးယဟန္တာဖြစ်တဲ့ဘဝမှာတောင်းခိုးသား900တွေရဲ့ရိုက်နှက်ခံရပြီးပြိဋိနိဗ္ဗာန်စံဝင်ရရှာပါသေးတယ်သုံးပါးယရနာမိဘနဲ့ဆရာသမားများပေါ်ကိုလုံးနှစ်ပါးနဲ့ပြစ်မှားခဲ့တော့ကြာရောက်လာမိအပြစ်ဒဏ်များဆွဲကဲ့ရဲ့ခါရမှာ
တော်စင်အပေါင်းသူတော်ကောင်းတို့အလင်းနဲ့အမောင်ဓမ္မတေးဇာလန်းသို့မဟုတ်မိဘကျေးဇူးမြင့်မို့ဦးဆိုတဲ့ဇာလန်းနဲ့မိဘပြင်မှငရဲလားဆိုတဲ့ဇာလန်းနှစ်သွယ်မှတ်သားပွဲများကိုတောင်ဥက္ကလာပငွေကြာရန်ပရိယတ္တိစာသင်တိုက်ဆရာတော်ဥယေဝတကဝိနည်းပိဋကပါဠိအဋ္ဌကထာဒီကနိကာယပါဠိအဋ္ဌကထာတိကာမြစီမနိကာယပါဠိအဋ္ဌကထာတိကာတန်ယုတ်တနိကာယပါဠိအဋ္ဌကထာအင်္ဂုတ္တရနိကာယပါဠိအဋ္ဌကထာဓမ္မပဒပါဠိအဋ္ဌကထာဇာတကပါဠိအဋ္ဌကထာစတဲ့ဗုဒ္ဓကျမ်းစာမဂဒေဝစတဲ့ကန္တန္တရကျမ်းများဘာသန္တရကျမ်းများမှာထုတ်နှုတ်စီရင်ပေးပါတယ်ဆရာတော်ရဲ့ရည်ရွယ်ချက်ကတော့မိခင်ကိုဓာတ်နဲ့ထောက်ကြောကိုဖနှောက်နဲ့ပေါက်ပြီးမူရစ်ဆေးတောက်ဖို့အတွက်ငွေတောင်းတဲ့သားသမီးမျိုးတွေစနစ်ကိုဆန့်ကျင်လာရင်တော့မိပါပဲမဲ့တတ်တန်တတ်ရမှာပဲလို့ဆိုတဲ့တစ်ဖက်ဆွန်းရောက်တဲ့အတွေးအခေါ်ရှင်ခေတ်တဲ့အဇာတတသားစိုးတွေမိဘကိုတော်လှန်ပြီးတဏ္ဍာစိတ်ဆင်းအောင်လှုပ်တတ်တဲ့သားဆုံးမြူကလေးတွေမပေါ်လာအောင်ပပြောက်အောင်သားသမီးကိုမကြည့်ခင်ကမဆုံးမတော့မိဘတလီရန်သူမြည်ဤဆိုတဲ့အတိုင်းသားသမီးတွေကိုဆုံးမတဲ့နေရာမှာအထောက်အကူဖြစ်ပါစေတော့လို့ရည်ညွှန်းပြီးစီစဉ်ရေးသားချီးမြှောက်တော်မူပါတယ်ခင်ဗျာဒီအစီအစဉ်များမှာမိဘကျေးဇူးမြင့်မို့ဥစ္စာလန့်တွင်ပါဝင်တရုပ်ဆောင်သူများကတော့ဖခင်အဖြစ်ဒါရိုက်တာသက်နောင်မိခင်အဖြစ်အကယ်ဒမီအေးအေးတင်သားယဟန်အဖြစ်ရုပ်ရှင်မင်းသားကြည်စိုးမြို့သားယဟန်တစ်ပါးအဖြစ်ရွှေမန်းကြီးလိုင်းဒုတိယယဟန်တစ်ပါးအဖြစ်ကိုတစ်ဆန်းတို့ပါဝင်တရုပ်ဆောင်ရပြီမိဘပြင်မငရဲလာဇလန်းတွင်ထမှန်၍ဖခင်အဖြစ်ဒါရိုက်တာသက်နောင်မိခင်အဖြစ်အေးတန်ရှင်ခင်ဝင်းမော်ရှင်မောက်ကလန်လောင်းလျာအဖြစ်ရုပ်ရှင်မင်းသားခင်မောင်ထွေးထွေးမအဖြစ်ရုပ်ရှင်မင်းသမီးထားထားနိုင်တို့ကပါဝင်တရုပ်ဆောင်ထားကြပါတယ်ဇလန်းမှာနောက်ခံတေးဂီတများကိုစိန်ဘိုတင့်ရေးသားပြီးတေးတန်ရှင်ရီရီသန့်ပဲခူးနိုင်စိုးအေးမြင့်လတ်နဲ့တေးတန်ရှင်ခင်ဝင်းမော်တို့ကတီဆိုကြကစိန်ဘိုတင့်ဝိုင်းတော်သားများတီဆိုတိမှုထားကြပါတယ်ဇလန်းနှစ်ခုစလုံးအတွက်ဇာကြောင်းတရုပ်ပေါ်သူများအဖြစ်ဒါရိုက်တာဘိုလေးတင့်အောင်နဲ့တက္ကသိုလ်ကိုယူကန်တို့ကပြောကြားထားကြပါတယ်ခင်ဗျာတောင်းမရဏမိဘနဲ့ဆရာသမားများပေါ်ကိုနှုတ်နှစ်ပါးနဲ့ပြစ်မှားခဲ့တော့ကြာရောက်လာမယ်ပြစ်ဒဏ်များမိသိနေစီရိတ်ကုန်အောင်ပြပြောင်းဆောင်းရှောင်းစိတ်တစားရောကကိုလက်ငယ်ကကျိုးပြဲလို့သာကြာရောက်မင်းတံမမှန်ဆွဲကဲ့ရဲ့ခံရမှာ